ကလသင်းတွေရဲ့ယာကိုးနဲ့ဘေးကိုးတွေတွေ့ရလေးရှိရဲ့မိနစ်ပိုင်းတွေကိုလေ့လာကြမယ်အပိုင်းတစ်မင်္ဂလာပါခင်ဗျာမိတ်ဆွေတို့အတွက် Nice Try Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကလသိန်းတွေရဲ့ယာကိုးနဲ့ပေကိုးတွေတွေ့ရလေးရှိရဲ့မိနစ်ပိုင်းတွေကိုလေ့လာကြမယ်ဆိုတဲ့ခေါင်းစည်းအောက်ကနေအပိုင်းတစ်ကိုတင်ဆက်ပေးသွားမှာပဲဗျာပထမဆုံးအနေနဲ့အသိန်းတွေရဲ့သွင်းကိုးလေးပေကိုးလေးရှိကြတဲ့အချိန်တွေကိုလေ့လာထားမယ်ဆိုရင်ဘာတွေအကျိုးရှိမလဲဘာတွေအကျိုးရှိမလဲဆိုတော့အထူးသဖြင့်ဂိုးပေါင်းကစားတဲ့သူတွေအနေနဲ့ပွဲချိန်ကိုကြည့်ပြီးအသင်းတွေရဲ့သွင်းကိုရရှိနိုင်တဲ့အချိန်တွေကိုအလိုက်သိမ့်ချီငိကစားလို့ရပါလိမ့်မယ်ဒီလိုပါပဲဘယ်မိနစ်ဒီမှာပေကိုးဒီခွင့်ပြုရလိမ့်ရှိသလဲဆိုတာကိုလေ့လာထားရင်လေ live ကစားတဲ့ညီကိုတွေအဖို့အထောက်အကူဖြစ်ပါလိမ့်မယ်လို့ယုံကြည်ပါတယ်နောက်တစ်ချက်အနေနဲ့လို့ total ဂိုးကစားတဲ့သူတွေကိုအထောက်အကူပြုပါလိမ့်မယ်total ကိုမိနစ်အပိုင်းချလိုက်ကစားတဲ့သူတွေဆိုရင်ပွဲတစ်ပွဲမှာအသင်းနှစ်သင်းရဲ့ယာကိုပေကိုတွေတွေ့ရလေးရှိတဲ့မိနစ်အပိုင်းချကိုလေ့လာထားပြီးပွဲရဲ့အခြေအနေနဲ့ချိန်ညှိကစားမယ်ဆိုရင်အလွန်အထောက်အကူပြုမယ်လို့ထင်မြင်မိပါတယ်ဒီနေရာမှာပြောရရှိတာကကိုကလေ့လာထားပေမဲ့လို့အသင်းတွေဟာဒီမိနစ်ရောက်ရင်ဂိုးသွင်းကိုသွင်းရမယ်ဂိုးပေးကိုပေးရမယ်ဆိုတဲ့အတွေးမျိုးကိုတော့ခဏဖယ်ထားရပါမယ်ဘာကြောင့်ဆိုရင်အသင်းတွေရဲ့ယာကိုပေးကိုတွေဟာတသမတ်တထဲရှိနေတာမဟုတ်ပဲရှေးပွဲတွေကရရှိခဲ့တဲ့အချက်လက်တွေပေါ်မူတည်ကပြန်လဲသုံးသပ်နိုင်ဖို့အထောက်အကူဖြစ်စေဖို့သာဖြစ်တယ်လို့နားလည်ထားရပါမယ်ဗျာဥပမာအနေနဲ့ပြောရမယ်ဆိုရင်အာဆင်နယ်နဲ့မန်စီးတီးကိုကစားနေကြတယ်ဆိုပါစို့ပွဲချိန်ကလည်းမိနစ်80ကိုကျော်လာခဲ့ပြီဆိုပါစို့သို့တော့တစ်ဖက်တစ်ကိုးစီနဲ့တရေကျနေတဲ့အချိန်မှာကိုကလေ့လာထားတဲ့အချက်လက်တွေထဲမှာအာဆင်နယ်နဲ့သွင်းကိုးတွေအများဆုံးရယူထားနိုင်တဲ့အချိန်ဟာမိနစ်80နဲ့90ကြားမှာလို့သိရှိထားတဲ့ဆိုပါစို့ဒါဆိုရင်ညီကိုတို့အနေနဲ့အာဆင်နယ်ရဲ့သွင်းကိုးတွေကိုမျှော်လင့်ပြီးမိနစ်80အကျော်မှာအာဆင်နယ်ဘက်ကနေလိုက်တာမျိုးဖြစ်ဒါမှမဟုတ်ဂိုးပေါင်းအများဘက်ကိုယူလိုက်တာမျိုးပဲဖြစ်ကစားလို့ရပါလိမ့်မယ်ဒါဟာပွဲအပွဲကိုဘာအချက်လက်မှမလေ့လာထားပဲကစားတာထက်စားလို့ရှိရင်အ ਨੇ ဆုံးတော့ကစားရမယ့်အချိန်နဲ့ကစားရမယ့်ရွေးချယ်မှုကိုပိုပြီးထင်သာမြင်သာသွားလိမ့်မယ်လို့ယူဆပါတယ်ဗျာဒါကြောင့်နောက်ထပ်အပိုင်းတွေမှာတော့ဥရောပလိဂ်ကြီးတွေကအသင်းတွေရဲ့သွင်းကိုးတွေပေးကိုးတွေကိုဘယ်မိနစ်တွေမှာဘယ်နေရာခိုင်နှုန်းတွေ့ရလေရှိသလဲအသင်းတစ်သင်းရဲ့အများဆုံးရကိုပေးကိုးတွေဟာဘယ်မိနစ်ကြာမှထွက်ပေါ်လေးရှိသလဲဆိုတာကိုလေ့လာတင်ဆက်ပေးသွားမှာမို့လို့မိတ်ဆွေတို့အတွက်အထောက်အကူဖြစ်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို follow subscribe လုပ်ပြီး like and share လေးနဲ့ပြန်လည်ကူညီပေးသွားခဲ့ကြပါအောင်လို့တောင်းဆိုပါတယ်များနောက်ထပ်အပိုင်းဒီမှာပြန်တွေ့ကြတာပေါ့ see you guys